င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် KIA ပြစ်ချမှုကြောင့်စစ်ရရင်နှစ်စီးပြတ်ကျမှုမှာစစ်ကောင်စီဗျူဟာမှုနဲ့အဖွဲ့အားတည်ဆုံပြီးရွှေကူအနီးတိုးထဲမှာပြတ်ကျတဲ့ရဟတ်ရင်ပြက်နေတူလေရင်မှုကပတိန်မျိုးထက်အောင်ရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိပါတယ်အိန္ဒိယစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပကဖရဲဘော်10ဦးသေဆုံးမှုကိုအိန္ဒိယအစိုးရနဲ့ NUG တို့တွဲဆုံမဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟတ်ယာဉ်3စီးကို KIA ပူးပေါင်းအဖွဲ့ကမနစ်ကပြစ်ခတ်ခဲ့ရမှာ2စီးဟာထိမှန်ပြတ်ကျသွားခဲ့ပြီးပြက်ကျသွားတဲ့ရဟတ်ယာဉ်တစ်စီးမှာလိုက်ပါလာတဲ့စစ်ကောင်စီဗျူဟာမှုနဲ့အဖွဲ့ဟာတေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းမြစ်ကပြောပါတယ်။မေလ20ရက်နေ့နေ့လယ်တနာရီကျော်လောက်ကဗမော်စကခ21ကိုစစ်ကူလာပို့တဲ့စစ်ရဟတ်ယာဉ်3စီးကို KIA ပူးပေါင်းတပ်တွေကပြစ်ချခဲ့တာလည်းဖြစ်ပါတယ်။ပြက်ကျသွားတဲ့တစ်စီးကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်တောထဲမှာတွေ့ရှိခဲ့ပြီးရဟတ်ယာဉ်ပြက်နေတူလေရင်မြူးကပတိန်မျိုးထက်အောင်ရဲ့ရုပ်လောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းမြစ်ကပြောပါတယ်။အဲဒီနောက်တစ်စီးကတော့ရွှေကူမှာအရေးပေါ်ဆင်းတဲ့အချိန်မှာဘေးဆောင်ကြီးလဲပြီးဆင်းသွားပြီးပန်ကာကျိုးသွားကပြန်တက်မရတော့ဘူးလို့လည်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရဟတ်ယာဉ်တစ်စီးဗမော်မြို့မှာပြက်ကျသွားကြောင်းကိုစစ်ကောင်စီကမနေ့ကညပိုင်းကဝန်ခံခဲ့ပေမဲ့လည်းဆက်ချုပ်ရင်းပြီးပြက်ကျတာလို့လိန်လဲသတင်းထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာမနေ့ကနေ့လယ်ပိုင်းမှာဗမော်မြို့နယ်တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်နေတဲ့ရှေ့တန်းစခန်းကိုထောက်ပို့ပစ္စည်းတွေတွားရောက်ပို့ဆောင်ပြီးပြန်ထွက်လာစဉ်တွင်ဗမော်မြို့အနောက်တောင်ဘက်မီတာ14000ခန့်အကွာမှာရုတ်တရက်ဆက်ချုပ်ရင်းကပြက်ကျသွားခဲ့တာဖြစ်တယ်လို့လည်းလိန်နယ်သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။လက်တွေ့မှာတော့ဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ရဟတ်ယာဉ်3စီးကို KIA ပူးပေါင်းအဖွဲ့တွေကပြစ်ခတ်ခဲ့ရမှာ2စီးဟာထိမှန်ပြက်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။2021ခုနှစ်မေလကနေလက်ရှိချိန်ထိအကြမ်းဖက်စစ်ကောင်စီရဲ့ရဟတ်ယာဉ်5စီးကို KIA ကပြစ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဒီတစ်ခါမှာတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်10ဦးခန့်ကိုအိန္ဒိယအာသန်ရိုင်ဖယ်တပ်ကပြစ်ခတ်တဲ့အတွက်ကြောင့်တေဆုံးခဲ့ရတဲ့အပေါ်ကိုအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွဲဆုံညှိနှိုင်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရကပြောပါတယ်။အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်စကိုင်းတမူးမြို့နယ်မှာအိန္ဒိယအာသန်ရိုင်ဖယ်တပ်တွေကတမူးခရိုင်ကပကဖရဲဘော်10ဦးကိုပြီးခဲ့တဲ့မေလ14ရက်နေ့ကပြစ်တက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပြစ်ခတ်လို့တေဆုံးသွားရတဲ့ရဲဘော်တွေအတွက်အမှုမှန်ပေါ်ပေါက်ရေးကိုတမူးခရိုင်ပကဖအဖွဲ့ကမြေပြင်အခြေအနေကိုသိရှိနိုင်စေရန်အတွက် NUG အစိုးရထံကိုစာပို့အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့အမှုမှန်ပေါ်ပေါက်ဖို့တွဲဆုံဆွေးနွေးနေကြောင်း NUG ကပြောရေးဆိုခွင့်ရှိသူကိုနေဖိုးလိုက်ကပြောပါတယ်။အိန္ဒိယအာသန်ရိုင်ဖယ်တပ်တွေဟာတမူးခရိုင်ပကဖရဲဘော်10ဦးကိုမဏိပူရပြည်ဂျန်ဒေခရိုင်အပြည်ပြည်ဆိုင်ရာနယ်နိမိတ် New Center အနီးတစ်ဝိုက်မှာပစ်တက်ခဲ့တာလည်းဖြစ်တယ်လို့လည်းသိရပါတယ်။အိန္ဒိယအာသန်ရိုင်ဖယ်တပ်တွေကအိန္ဒိယမြန်မာနယ်စပ်အနီးမှာစစ်စင်ရေးဆောင်ရွက်နေစဉ်တွင်တမူးခရိုင်ကပကဖအဖွဲ့ကိုပြစ်ခတ်မိရာကနေအခုလိုတေဆုံးသွားတာဖြစ်တယ်လို့လည်းအိန္ဒိယအာသန်ရိုင်ဖယ်တပ်ရဲ့မေလ15ရက်နေ့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။တေဆုံးသွားရတဲ့ပကဖအဖွဲ့ဝင်10ဦးရဲ့ရုပ်လောင်းကိုအိန္ဒိယဘက်ကပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းရှိမရှိကိုတော့နှစ်ဖက်အဖွဲ့အစည်းအဝေးကတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးရှင်။ရှမ်းပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းရှဲဆန်တပ်တုကုမ္ပဏီကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေယာဉ်နဲ့ပေါင်900ပုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။မေလ17ရက်နေ့နေ့လယ်12နာရီမိနစ်30လောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကရှဲဆန်တပ်တုကုမ္ပဏီကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကုမ္ပဏီကအသုံးပြုနေတဲ့ဘတ်ဖိုးတစ်စီးတပ်တုထုတ်ဆက်တလုံးစက်ပစ္စည်းတွေထားရှိတဲ့ဂိုဒေါင်တစ်လုံးနဲ့အခြားပစ္စည်းများစွာထိမှန်ပျက်စီးခဲ့ရကစုစုပေါင်းကာလတန်ဖိုး
တရုတ်ငွေယွမ်16သိန်းကျော်ပျက်စီးဆုံးရှုံးသွားခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူမေလ18ရက်နေ့ညနေ9:30မိနစ်30ခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနောင်ချိုမြို့နယ်ဒိုးပင်ကျေးရွာအုပ်စုရဲနာသိငီကျေးရွာအနီးကို Jet Fighter နဲ့ပေါင်250ဘုံ6လုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်။ဂျက်ဘက်စစ်ကောင်စီတပ်တွေဟာမေလ6ရက်နေ့ကနေ30ရက်နေ့ထိအပြည့်အခက်ရဲစဲကာလကိုထပ်မံတိုးထားတယ်လို့လည်းလူကြားကောင်းအောင်ပြောနေပေမဲ့လည်းတကယ်တမ်းလက်တွေမှာတော့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုမြေပြင်ထိုးစစ်ဆင်တာရွေချက်ရှိရှိနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ drone နဲ့လေကြောင်းကနေနေ့စဉ်အသုံးပြုတိုက်ခိုက်နေတာတွေလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုရန်ကနေရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးတတိအမြဲရှိရန်လိုအပ်ကြောင်း PSLF TNL ကအသိပေးချက်နှိုးဆော်ထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မကွေးအကျဉ်းထောင်မှာအကျဉ်းသားတွေတောက်သုံးရေတန့်ဈေးနှုန်းကြီးမြင့်မှုကြောင့်အကျဉ်းသားတိုင်းဟာရေဝယ်မတောက်နိုင်ပဲတောက်ရည်တန့်မရရှိတဲ့အတွက်ကြောင့်စီးကြောက်တဲ့သူအကျဉ်းသားဥယေဟာများပြားလာတယ်လို့အကျဉ်းထောင်နဲ့နှိစက်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။အရင်ကတောက်ရည်တန့်20လီတာဘူးကိုကျပ်800နဲ့ရောင်းပေမဲ့လည်းလက်ရှိမှာတော့အကျဉ်းဦးစီးအရာရှိမင်းလွင်ဦးက20လီတာဘူးတွေကိုသိန်းက1လီတာရေတန့်ဘူးတွေကိုတဘူးကို600နဲ့ရောင်းစားနေရလို့လည်းသိရပါတယ်။ဒါအပြင်အကျဉ်းသားတွေကိုအိတ်ဆောင်အခန်းဖွင့်မပေးတာကလည်းတလကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ထောင်ဝင်စာတွေကိုလည်းကန့်သက်ချက်နဲ့တွင်ရတဲ့အတွက်အကျဉ်းသားတွေဟာစားတောက်ရေးခက်ခဲနေကြပြီးမိသားစုနဲ့အဲ့တွေ့ခွင့်မရတာလဲတလကျော်ကြာမြင့်နေပြီလို့လည်းသိရပါတယ်။ဒါအပြင်မကွေးဗဟိုအကျဉ်းတောင်မှာထောင်အရာရှိတွေကအကျဉ်းသားတွေကိုရိုက်နှက်ကအကျဉ်းသားတည်ဆုံးမှုရှိခဲ့ပေမဲ့လည်းအရေးယူခြင်းခံရခြင်းမရှိပဲအဲ့ဒါအပြင်ရိုက်တဲ့နှိပ်စက်ခံရလို့ဒဏ်ရာရသွားတဲ့အကျဉ်းသားတွေကိုလည်းပြင်ပစေယုံမှာစေကူတာမှုပိတ်ပင်တာတွေလည်းလှုပ်ဆောင်နေလို့သိရပါတယ်။အကျဉ်းဦးစီးအရာရှိမင်းလွင်ဦးနဲ့အပေါင်းပါတွေဝိုင်းရိုက်တဲ့အတွက်ကြောင့်တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုတည်ဆုံးမှုမှာလည်းလက်ရှိအချိန်ထိအရေးယူခံရခြင်းမရှိသေးဘူးလို့လည်းအကျဉ်းထောင်နဲ့နှိစက်သူတွေကပြောပါတယ်။မင်းလွင်ဦးကထောင်ထဲမှာနေ့စဉ်လိုကြည့်မြင်ရသူတွေကိုခြေချင်းခတ်တာတွေဖားခုံခိုင်းတာတွေရိုက်နှက်တာတွေကိုအပြင်းပြေလှုပ်ဆောင်နေပြီးအကျဉ်းသားတွေကိုနှိပ်စက်နေရရင်မင်းလွင်ဦးကပျော်ရွှင်နေရလို့လည်းသိရပါတယ်။ဒါအပြင်အကျဉ်းထောင်အရာရှိဒေါ်အေးအေးသွက်နဲ့လည်းလူမှုရေးဖောက်ပြန်နေတယ်လို့အကျဉ်းထောင်ဝန်ထမ်းအမျိုးသမီးငယ်တွေကိုလည်းခြေတော်တင်နေရလို့လည်းအကျဉ်းထောင်နဲ့နှိစက်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်။ပကောတဲ့တစ်ပုဒ်ကိုကြည့်အောင်ပါပကောတိုင်းညောင်လေးပင်ရွှေကျင်လမ်းပိုင်မှာစစ်ကားတွေကိုကြားဖြတ်တက်ခတ်ရမှာအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိပါဝင်9ဦးဟာတေဆုံးခဲ့တယ်လို့ Fire Dragon စစ်ကြောင်းကပြောပါတယ်မေလ18ရက်နေ့ညနေ9:40မိနစ်40လောက်မှာညောင်လေးပင်ကနေရွှေကျင်ကိုလာတဲ့အကြမ်းဖက်စစ်ကားတွေကို303တရင်ကမိနဂါရဲဘော်တွေကညောင်လေးပင်ရွှေကျင်ကားလမ်းပိုင်းမှာဖြတ်တောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပစ်ခတ်မှုကြောင့်စစ်ကားတန်းဟာနေရာမှာပဲရပ်တန့်သွားပြီးအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိပါဝင်စစ်သား9ဦးဟာတိတ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီပစ်ခတ်မှုအတွင်းမှာကားလမ်းဘေးမှာလမ်းကင်းယူထားတဲ့အကြမ်းဖက်တပ်သားတွေနဲ့လည်းထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ Fire Dragon စစ်ကြောင်းကပြောပါတယ်။အဲလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာမတောက်ကနေထွက်ခွာလာတဲ့ကားနှစ်စီးဆိုင်ကယ်9စီးနဲ့တူစစ်ကူစစ်ကြောင်းရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားရာနေရာမှာရန်တမ်းပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပြီးဒဏ်ရာရစစ်သားတွေနဲ့တေဆုံးသူတွေကိုလာရောက်တည်ဆောင်သွားတယ်လို့လည်း Fire Dragon စစ်ကြောင်းကပြောပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုဒ်ကတော့ပဲခူးတိုင်းနတလင်းမြို့နယ်ကကျေးရွာ2ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ2ဦးကိုပစ်တပ်ကပြည်သူ20ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးထားလို့ဒေသပြည်သူတွေကပြောပါတယ်မေလ18ရက်နေ့မနက်9:00ခန့်ကနေစတင်ကကြောက်ခွက်ကျေးရွာအုပ်စုအတွင်းကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးကြောက်ခွက်ရွာကပြည်သူပိုင်းနေအိမ်တစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနေ့မှာပဲအကြမ်းဖက်တပ်သားတွေကထတော်ရွာနဲ့ကြောက်ခွက်ရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးထတော်ရွာကကိုကျော်ဝင်းနဲ့ကြောက်ခွက်ရွာကကိုဆန်လိုင်ထွန်းတို့ကိုထွက်ပြေးတယ်လို့ဆိုပြီးပြစ်တက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာအကြမ်းဖက်စစ်ကြောင်းဟာကြောက်ခွက်ရွာဖုံကြီးကျောင်းမှာလက်နက်ကြီးတွေတပ်ဆင်ထားပြီးပြည်သူ40ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဖမ်းဆီးထားတဲ့ပြည်သူတွေတဲကပြည်သူ20ခန့်ကို
မေလ19ရက်နေ့ကပြန်လည်လွှတ်ပေးခဲ့ပြီးမှလည်းကြန့်ရှိနေတဲ့ပြည်သူတွေကိုတော့ဆက်လက်ဖမ်းဆီးထားသေးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကို